mình là bạn đó chỉ để xe là bài nhà xe thao nó sang à cô bà bé lâu đó cô là lâu bỏ bao quần chiều cái dùng sai nè bao quần chiều bà lâu cái dùng sai nè rồi bao quần chiều à cô cáo là lâu vậy nè về phà mẹ cây diêm mẹ lao bèo mẹ anh thiền tê mẹ đã đó bao quần xe sẽ dài bỏ cô mà cáo là lâu vậy nè về phà mẹ cây diêm mẹ lao bèo mẹ thiền tê mẹ ở đi đó cô áp bao nhiêu chiều cái dùng sai này mà số đồ xe cô bé sâu sâu nên làm mẹ cô ăn lâu để bé thi khai mẹ hoặc là ở đi đó cô lâu xe xí đảo xí xa vì chú ra vì lâu và mà bao nhiêu chiều cứu sai này sẽ mà luôn bao nhiêu chiều số ra cả đó chỉ lù bé tôi đâu mà bà sẽ bà là đoạnလူတရားကိုဝေဖန်မယ်ပြစ်တင်မယ်ဆုတ်ချမယ်လောင်ပြောင်မယ်အထင်သေးမယ်ဒါကတော့သူတို့လောက်ရမယ်သူတို့ခိစ္စကိုလောက်ရမယ်အလောက်ကကိုသွားနေတဲ့လမ်းကြောင်းကိုမှန်မှန်ဆောက်ဆွဲမစောနဲ့လုံလာဝိတ္တထားပြီးရိုးရိုးသားသားနဲ့ကြိုးကြိုးစားစားလောက်ပါဒါဆိုလို့ရှိရင်တော့တနစ်ကိုလိုချင်တဲ့ပန်းနိုင်ကိုရမှာပေါ့โอเคကိုလောက်တာကိုသူတို့ကဝေဖန်တိုက်ခိုက်လောင်ပြောင်ဆုံးချပြီးတော့ကိုကလောင်ပြောင်သားတွေမခံနိုင်တော့ဝေဖန်သားတွေမခံနိုင်တော့ရက်တလိုက်မယ်ဆိုလို့ရှိရင်ဘယ်လိုထိခိုက်မှာမိတ်ဆွေတို့ကျွန်တော်တို့ပဲထိခိုက်တာပေါ့ဟုတ်လားကိုရီမန်ထားတဲ့ပါတဲ့တစ်ခုရမှုအတွက်ကိုဘယ်လောက်ထိစူးစမ်းရတာစူးစမ်းထားတယ်လဲဘယ်လောက်ထိလုံလဝိတ္တရခွန်အားတွေစိုက်ထုတ်ပြီးလောက်လာတယ်လဲဆိုတာတော့သူတို့မှမသိတာကိုပဲကိုသိရတယ်သူတို့မသိတော့သူတို့ကတော့ဝေဖန်မှာပါဟုတ်လားသူတို့ကြိုက်တဲ့လောက်ဝေဖန်မှာလေကိုလောက်စားစီတာဆက်လောက်ပါပတ်ဝန်းကျင်ဆိုတာကတော့ဘယ်လိုပြောမလဲကိုရီးယားမိတ်ဆွေတို့ကျွန်တော်တို့ကဘလောက်ပဲမှန်ကန်လောက်နေဘလောက်ပဲယူတသားယူစားလောက်နေကျွန်တော်တို့လူဆိုတာကတော့အမားနဲ့မกินဘူးပေါ့ကျွန်တော်တို့ဥပမာအလောက်တစ်ခုလောက်တယ်ကိုဘာအလောက်ပဲဖြစ်ပေါ့အဲ့ဒီအလောက်တစ်ခုမှာအမားယုံဖြစ်သွားတယ်ဆိုလို့ရှိရင်သူတို့ကကိုအချိန်မရွေး24နာရီစောင့်ကြည့်နေတဲ့သူတွေဟုတ်လားစောင့်ကြည့်နေတဲ့အတွက်ကိုရဲ့အမှန်တွေကိုသူတို့မထောက်ပြဘူးမင်းတော့ပါတယ်မင်းစစ်ဆက်လောက်မင်းကြိုးစားအောင်မြင်မယ်ဆိုတာသူတို့အဲ့လိုမျိုးချီးမွမ်းတဲ့သူတို့မပေးဘူးဘာဖြစ်လို့လဲသူတို့ရဲ့ရင်ထဲမှာမနာလို့စိတ်တွေစီနေတဲ့အတွက်သူတပတ်အောင်မြင်မှာကိုမလို့ခြင်းတဲ့စိတ်တွေစီနေတဲ့အတွက်အာမပေးတယ်အဲ့လိုမျိုးကိုလောက်နေတဲ့လောက်ငါတစ်ခုမှဘာပဲဖြစ်ပေါ့အသေးမားတွေအမားယုံဖြစ်သွားမယ်ပြဿနာတွေတစ်ခုဖြစ်သွားပြီဆိုရင်သူတို့ကအစင်ရကိုလောက်ခဲ့တဲ့အမှန်ကိုမထောက်ပြအဲ့ဒီအမှားတစ်ခုကိုထောက်ပြီးတော့ဝေဖန်မယ်ဆောက်ချမယ်ကြည့်ရင်အဲ့ဒီမှာကိုကဘာဖြစ်လာသူတို့ရဲ့ဝေဖန်တဲ့မကစိတ်တန်းကြလာတဲ့ချိန်မှာကိုရဲ့အလုပ်ကိုအပီးပိုင်းရက်နာတာပဲဖြစ်ဖြစ်ခိတ္တခဏရက်နာတာပဲဖြစ်ဖြစ်ကိုမလောက်တော့တဲ့အချိန်မှာဘယ်လိုနစ်နာမလဲကိုတွေနစ်နာမယ်ကိုတွေအချိန်ကုန်မယ်ဟုတ်လားသူတို့ကတော့သူတို့ဝေဖန်တဲ့အောင်မြင်တဲ့အတွက်တစ်ဖက်မှာသူတို့ကကြိတ်ပျော်နေမယ်လူစားများတယ်အဲ့ဒီတော့ကိုလောက်ချရဆက်လို့ဒါပေမဲ့ဂယုဆိုင်ရမရဘူးလားဆိုတော့ဂယုဆိုင်မဲ့ပတ်ဝန်းကျင်ဆိုတာစီးတယ်ဘွဲ့မှာကျွန်တော်တို့ကအလုပ်တစ်ခုကိုလောက်တယ်မားတယ်ကျွန်တော်လောက်တော့အောင်မြင်သလားအောင်မြင်မားရတယ်စီးတယ်မားတဲ့ဟာကိုဝေဖန်ထောက်ပြအကြံပေးတဲ့ပတ်ဝန်းကျင်ဆိုရင်တော့အဲ့ဒီပတ်ဝန်းကျင်မှာပိုင်နာဆောက်ခိုင်းတယ်ဒီပတ်ဝန်းကျင်ကမိတ်ဆွေတို့ကျွန်တော်တို့အတွက်ပတ်ဝန်းကျင်ကောင်းကျွန်တော်တို့ယုံကြည်စိတ်ချအားကိုရတဲ့ပတ်ဝန်းကျင်ကောင်းဆိုတာကျိတ်တယ်။ဘာကြောင့်လဲ။သူကကျွန်တော်တို့ကိုသူတို့ရဲ့ရင်ထဲမှာကျွန်တော်တို့အောင်မြင်တာကိုလိုချင်တယ်။ကျွန်တော်တို့အဆင်ပြေနိုင်ဘူးအဆင်ပြေနေတာကိုလိုချင်တဲ့မေတ္တာတရားစိတ်ရှိတယ်။ကိုယ်မားနေတဲ့အမှားကိုသူတို့ထောက်ပြတယ်ဘယ်လိုလုပ်ရင်ဘယ်လိုကောင်းမယ်။တို့နီလန်ပေးတဲ့ပတ်ဝန်းကျင်ဆိုလို့ဆိုရင်တော့ကျွန်တော်တို့အတွက်တာဖို့မဖြစ်နိုင်တဲ့ကြတနာပဲလို့ခံယူလို့ရတယ်ပေါ့။ဟုတ်လားဒါတော့ကိုနေတဲ့ပတ်ဝန်းကျင်မှာပဲကိုမှုတည်တယ်ပေါ့ဒါပေမဲ့အများစုကတော့မေတ္တာတရားမရှိပါဘူး
အားလုံးဟာအမားကိုစောက်ပြီးဝေဖန်ဆွဲချချင်နေတဲ့လူကိုယ်တွေအမြင့်တက်မှာကိုကြောက်နေတဲ့လူတွေပဲအဲ့ဒီတော့ကျွန်တော်တို့ပတ်ဝန်းကျင်ကကျွန်တော်အပေါင်းအသင်းတွေမှာလည်းရှိပါတယ်ကျွန်တော်ဘေးပတ်ချလာအပေါင်းအသင်းမှာလည်းဆိုလို့ကိုယ်လောင်ပြောင်တဲ့လူရှိတယ်လို့အထင်သေးတဲ့လူလည်းရှိပါတယ်အားပေးတဲ့သူတွေလည်းရှိတယ်လို့အားမပေးတဲ့သူတွေလည်းရှိပါတယ်ဒါတော့သူတို့အပိုင်းပေါ့သူတို့ရဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်ဖြစ်တဲ့အတွက်သူတို့လောက်ချင်တာလောက်ပြောချင်တယ်ပြောသူတို့မှာကိုယ်ပိုင်စောက်ဖြတ်ပိုင်ဝင်ပြောပိုင်ဝင်ဆိုပိုင်ဝင်ရှိတယ်ကျွန်တော်တို့ကလည်းကျွန်တော်တို့အလောက်ကိုယ့်ရဲ့အုံနောက်ကိုယ့်ရဲ့အသိကိုယ့်ရဲ့ပညာနဲ့ကိုယ်လောက်ဆရာရှိတာကိုသူတို့ဘာပြောဂယူမဆိုင်မယ်နဲ့ဆက်လောက်မယ်ကိုယ့်ကိုချိန်မအားပေးတဲ့လူကိုလက်တွဲပြီးကိုယ့်ကိုလောင်ပြောင်အထင်သေးနောက်တဲ့သူတွေကိုလက်တွဲဖြုတ်လိုက်ဒါအဖြေပဲဝေဖန်တာနဲ့ချိန်မိုးနာတွေကတော့မတူဘူးပေါ့ဝေဖန်တဲ့သူများလာလို့ဆိုရင်အဲ့ဒီအမိုက်တွေကိုဘာလုပ်ရမလဲများလာတဲ့အမိုက်တွေကိုစုပုတ်ပြီးတော့မီးရှို့ပြီးဆင်းထုတ်လိုက်အဲ့ဒါဆိုရင်ဘလောက်ပဲအမိုက်များလာတာမီးပုံနဲ့ပဲရမှာဟုတ်လားဒီလိုပဲတော့ဖုန်းထဲမှာဆက်တွေလေးတယ်ဆိုဘာလုပ်ရလဲ delete တွေနှိပ်ပြီးအမိုက်တွေဆင်းထုတ်တယ်ဒီလိုပဲပေါ့အခုကျွန်တော်တို့လောင်ပြောင်နေတဲ့လူတွေဝေဖန်နေတဲ့လူတွေအဲ့ဒီလူတွေဘာလုပ်ရမလဲအမိုက်တွေသူတို့ကကိုယ့်အတွက်အမိုက်တွေတံပိုးစီးတဲ့ယတနာတွေပေါ့ကိုယ့်အတွက်တံပိုးမစီးတဲ့အမိုက်တွေဆိုတော့အမိုက်ဆိုတာအမိုက်ပုံနဲ့ပဲထည့်ပေးရအဲ့ဒီတော့သူတို့ကိုကောင်းတယ်မထည့်တာအကောင်းဆုံးပဲကိုကောင်းတဲ့ထည့်သူတို့ရဲ့အတွေးတွေကိုကောင်းတဲ့ဝင်လာရင်ကိုပဲခေါင်းမှာအုံနောက်ဆောက်တယ်အမိုက်များတယ်အမိုက်များရင်ကိုရဲ့လောက်ညာစေးတွေကိုစားမဲ့လမ်းတွေမအောင်ဘူးအဲ့ဒီခါကြတော့စကိုပဲထိခိုက်โอเคအဲ့ဒါတွေကိုပတ်ဝန်းကျင်ရဲ့ဇယိုက်2မျိုး3မျိုးစီအဲ့ဒါတွေကိုလည်းများဝေပေးရတယ်မိတ်ဆွေတို့ပတ်ဝန်းကျင်မှာလည်းကိုဝေဖန်တဲ့လူလောက်ပြောင်တဲ့သူတွေအထင်သေးတဲ့လူတွေစီမဲ့လို့ထင်ပါတယ်ဒါကတော့လူတိုင်းကြုံတွေ့ရတဲ့ပြဿနာโอเคဒီလောက်ပါမယ်အားလုံးအဆင်ပြေမယ်လို့ယုံကြည်ပါတယ်